exam လာတလာရဲ့ရက်တွေကိုထပ်မယ်ဆိုလို့ရှိရင်ရက်စွဲတွေကိုဒီလိုမျိုးတရက်ချင်းရိုက်ထည့်မယ်ဆိုလို့ရှိရင်အကြာကြီးရိုက်ထည့်ရပါတယ်အဲ့ခါကျတော့ဘယ်လိုမျိုးရိုက်ထည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးရက်စွဲတစ်ရက်ကိုရိုက်ထည့်လိုက်ပါပြီးလို့ရှိရင်အဲ့ဒီရက်စွဲမှာကျွန်တော်တို့ editing ထည့်သွားပြီးလို့ရှိရင် fill ထည့်သွားပါမယ် fill ထည့်နေပြီးတော့ series ကိုသွားပါမယ် series ထည့်မှာ column ရဲ့ကျွန်တော်တို့ date ရဲ့ရွေးပါမယ်ပြီးလို့ရှိရင် stop value ဆိုတဲ့အကွက်မှာကျွန်တော်နောက်ဆုံးထပ်မဲ့ရက်ကိုရေးပြီးတော့ okay ကိုနှိမ့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး auto fill တလလုံးရဲ့ရက်စွဲတွေကို auto fill ရေးပေးလာမှာဖြစ်ပါတယ်နောက်ထပ်တစ်နည်းကြတော့ကိုထပ်မဲ့ရက်စွဲကိုအနည်းဆုံး2ရက်လောက်စာရက်စွဲကိုရေးပါမယ်ရေးပြီးလို့ရှိရင်အဲ့ဒီရက်စွဲတွေကိုရက်စွဲ2ရက်သို့မဟုတ်3ရက်ကိုကျွန်တော်တို့ select ပေးပါမယ်ပြီးလို့ရှိရင် select ပေးပြီးလို့ရှိရင်ညာဘက်ထပ်မှာရှိတဲ့ပေါင်းလက္ခဏာလေးကိုဖိပြီးလို့ရှိရင် mouse နဲ့ဖိပြီးတော့ကိုလိုချင်တဲ့ရက်တိရအောင် mouse နဲ့ဖိပြီးတော့ဆွဲချသွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တစ်လလုံးရဲ့ဟာဖြစ်စေ2လဟာဖြစ်စေကျွန်တော်တို့ရက်စွဲတွေရမှာဖြစ်ပါတယ်